Hello အားလုံးပဲမင်္ဂလာပါလွန်ခဲ့တဲ့လပဲလောက်ကကျွန်တော်ရဲ့အရှိအဆုံးတော့သူကျွန်တော်ရဲ့လက်တွဲပေါ်လို့ရှိရွေးထားတဲ့သူကလောကကြီးကနေအတူထွက်သွားပါတယ်ပေါ့နော်လူတယောက်ကိုရှစ်ဖို့လွယ်ပေမဲ့လူတယောက်ကိုမေးဖို့လူတယောက်ကိုသတိမရဖို့ကတပတ်နဲ့လည်းမလုံလောက်ပါဘူးတလားနဲ့လည်းမလုံလောက်ပါဘူးကျွန်တော်ထင်တယ်တနေ့နဲ့လည်းမလုံလောက်ဘူးလို့ထင်တယ်အဲကြောင့်ကျွန်တော်တို့အားလုံးလွယ်လွယ်ကူကူမရှိကြဘူးလွယ်လွယ်ကူကူတန်ရုံးစင်မထားဘူးအကြံပြုချင်ပါတယ်ကျွန်တော်သူ့အရန်လွမ်းနေတယ်သူကြားနိုင်မယ်ဆိုရင်ကျွန်တော်သူ့စကားပြောချင်တယ်အရင်ရှိတယ်ဆိုပြီးတော့ဒါပေမဲ့သူကပြန်မလာနိုင်တော့တဲ့ခရီးကိုပတ်သက်လာဆိုတော့သူကြားနိုင်မယ်လို့ကျွန်တော်မျှော်လင့်ဘူးတကယ်လို့သူတနေရာကနေကျွန်တော်ပြောတာကိုကြားနိုင်တယ်ဆိုရင်ကျွန်တော်ပြောချင်တာကသူ့ကျွန်တော်အရင်ရှိတယ်သူ့ကျွန်တော်အရင်တတိရတယ်မေးဖို့ကြိုးစားရတယ်ဆိုပေမဲ့မေးနိုင်မယ်တော့မထင်ဘူး